大家好，我是严老师。老师တို့ဒီအလုပ်လုပ်တဲ့ခါကျရင်တတိလာစာကြိုထုတ်ပေးလို့ရနိုင်မလားပြီးရင်ဟလာအကြောင်းပြချက်လေးနဲ့ပတ်စပ်ကြိုထုတ်ကျင်တာမျိုးဆိုရင်ဒီစကားပြောလေးတွေတောင်းလို့ရပါတယ်ဘယ်လိုမျိုးလဲဆိုရင်老板我可以提前领工资吗老板我可以提前领工资吗老板တတိ我可以ကျွန်တော်ရနိုင်မလားရမလား提前ဆိုကြိုထုတ်တာတနည်းအားဖြင့်ကြိုတင်လောက်တာမျိုးမှာတောင်းတယ်领工资吗领工资ဆိုတော့ကျွန်တော်ဒီလစာကိုပြောတာဖြစ်ပါတယ်工资လို့လည်းတောင်းရင်သိပ်ပဲတူတူပါပဲအဲ့တော့အားလုံးကိုခြုံပြီးတော့ပြောလိုက်တတိကျွန်တော်လစာလေးကြိုထုတ်ပေးလို့ရမလားတတိရတယ်ဆိုရင်可以可以ရတယ်မရဘူးဆိုရင်不可以不可以မရဘူးအဲ့ဒါမျိုးစဉ်ကိုကအကြောင်းပြချက်လေးနဲ့ပို့ပြီးတော့ထုတ်ပေးခြင်းတော့အောင်နောက်တစ်မျိုးသုံးလို့ရ家里有点事家里有点事အိမ်မှာကိစ္စလေးတစ်ခုခုရှိလို့ပါကိစ္စလေးတစ်ခုခုပေါ်လာလို့လာစာကြိုထုံးချင်တာမျိုးပေါ့အဲ့လိုမျိုးလေးသုံးလို့ရတယ်လို့家里有点困难家里有点困难အိမ်မှာအခက်အခဲတစ်ခုခုပေါ်လာလို့တစ်ခုခုဖြစ်လာလို့ပေါ့နော်အဲ့ဒါကြောင့်လာစာလေးကြိုထုတ်ပေးလို့ရမလားလို့သုံးလို့ရပါတယ်အဲ့တော့လာစာကြိုထုတ်တာရပါစီရှင်အားလုံးပဲဆင်ပြေကြပါစေဘိုင်ဘိုင်